လျှို့ဝှက်တဲ့စစ်တပ်တစ်ခုကမျိုးနွယ်စုတစ်ခုလုံးကိုရက်ရက်ဆက်ဆက်တပ်ဖြတ်နေတဲ့မြင်ကွင်းကိုတွေ့ရပါတယ်။အဲ့ဒီမျိုးနွယ်စုဟာအဖိုးမဖြတ်နိုင်တဲ့ဘဏ္ဍာတွေရှိတာကိုညွှန်ပြတဲ့ကြေးနီမြေပုံကိုပိုင်ဆိုင်ထားလို့လူပေါင်းများစွာကဒီမြေပုံကိုလိုချင်တောင်းတနေကြတာပါ။အဲ့ဒီတပ်ဖြတ်မှုကြီးတဲ့ကနေတဦးတည်းသောအသက်ရှင်ကျန်ရစ်သူကတော့ဂျွန်ယူဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။သူ့ကိုတရေတစေချိုင်ဝမ် Valley of Dust ကလူသက်သမားတစုကကယ်တင်ခဲ့ပြီးအဆင့်မြင့်လူသက်သမားတစ်ယောက်ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဂျွန်ယူဟာအရေးချင်းရှိတဲ့လူသက်သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့နိုင်ငံခြားစစ်တပ်တစ်ခုကသူတို့ရဲ့ချိုင်ဝမ်ကိုရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာဂျွန်ယူဟာသူ့ရဲ့လက်တစ်ဖက်နဲ့သူ့အသက်ထက်ချေရတဲ့ချစ်သူကိုပါဆုံးရှုံးလိုက်ရပါတယ်။တိုက်ပွဲပြီးတဲ့နောက်မှာတော့လူသက်သမားအဖွဲ့ရဲ့ခေါင်းဆောင်မျက်နှာဖုံးရွှေ Goldenas ကဂျွန်ယူကိုအပြာရောင်အတူရောင် Blue Ashura လို့ခေါ်တဲ့တန်လက်တူတစ်ခုတက်ဆင်ပေးခဲ့ပါတယ်။ဒီလက်ဟာတာမန်လက်မဟုတ်ပဲရန်သူကိုစက္ကန့်ပိုင်းတွင်တုတ်တင်နိုင်တဲ့တနက်နဲ့လက်နက်တွေတက်ဆင်ထားတာပါ။အဲ့ဒီအချိန်ကစပြီးသူဟာရှုံးနိမ့်ခြင်းမရှိတဲ့အပြာရောင်အတူရောင်ဆိုတဲ့အမည်နဲ့ကြော်ကြားလာခဲ့ပါတယ်။အရှိမဲပူရီ East Mulberry ရဲ့ Acreage ချိုင်အန်ရှိမှမှုမှတ်တွေစုယုံပြီးနေဆက်ကဘရင်ခံတယောက်စီမှာတွေ့ထားတဲ့ဂျင်းနီမြေပုံအကြောင်းဆွေးနွေးကြပါတယ်။ Acreage ရဲ့ညီတော်မင်းသားလူအီကစစ်တိုက်ပြီးမြေပုံလူဖို့အကြံပေးပေမဲ့ဗိုလ်ချုပ်ကြီးရှောင်းချောင်းကတော့တပ်တမန်နီလန်းနဲ့အဂတိလိုက်စားတဲ့ဘရင်ခံကိုလက်ထိုးပြီးမြေပုံယူဖို့အကြံပြုခဲ့ပါတယ်။တစ်ဖက်မှာလည်းတောင်ပိုင်းဘက်ကို Southern Tiger ထားAcreage မင်းရှုနဲ့မိဖုရားဖလူဝါတို့ကလည်းဒီမြေပုံကိုဘသူလက်ထဲကမဆိုလူယူမယ်လို့ကြုံဝါနေကြတာပါ။မင်းသားယူအီဟာတကယ်တော့ကောက်ကျစ်သူဖြစ်ပြီးတရေတစေချိုင်ဝမ်ကခေါင်းဆောင်နဲ့လှုပ်ဝက်တွေးဆောင်ကဗိုလ်ချုပ်ကြီးရှောင်းချောင်းကိုတပ်ဖို့နဲ့မြေပုံကိုလူဖို့အကူအညီတောင်းခဲ့ပါတယ်။ဂျွန်ယူကလည်းသူ့မိသားစုကိုတပ်ခဲ့တဲ့သူတွေကိုရှာချင်တာကြောင့်ဒီမစ်ရှင်ကိုလုပ်ခွင့်တောင်းပေမဲ့ညှင်းပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့ဂျွန်ယူဟာတားထားတဲ့ကြားကနေနေဆက်ကိုတိတ်တဆိတ်သွားခဲ့ပါတယ်။အဲ့ဒီမှာဂျွန်ယူဟာပိုက်တူရီယာတိခတ်နေတဲ့လှပတဲ့မိန်းကလေးချင်းရှမ်းနဲ့ဆုံခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဗိုလ်ချုပ်ကြီးရှောင်းချောင်းနဲ့ဘရင်ခံတို့မြေပုံအတွက်ညှိနှိုင်းနေတော့နဂါအကအဖွဲ့ကကချီတဲ့တွေဟာရုပ်ဖြတ်ထားတဲ့လူသက်သမားတွေဖြစ်နေပြီးတိုက်ပွဲတွေစဖြစ်ပါတော့တယ်။ဂျွန်ယူဟာလည်းတိုက်ပွဲတွေဝင်ပါရင်ရှောင်းချောင်းရဲ့ဝိယုံတွေကလှုပ်ဝက်တဲ့အနက်ရောင်ပတိစေးတစ်ခုကိုနှိုက်ယူပြီးထွက်ပြေးခဲ့ပါတယ်။ညဘက်မှာတော့ဘရင်ခံဟာပြစ်ဒစာတယောက်နဲ့ပျော်ပါနေတော့အသက်ခံလိုက်ရပါတယ်။အဲ့ဒီမိန်းကလေးကတော့တခြားသူမဟုတ်ပဲဂျွန်ယူနဲ့ဆုံခဲ့တဲ့ချင်းရှမ်းပဲဖြစ်နေပါတယ်။သူတို့နှစ်ယောက်ဟာမြေပုံကိုယူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ချိုင်ဝမ်ကတခြားလူသက်သမားတွေစစ်တပ်တွေနဲ့ရင်ဆိုင်ရပါတော့တယ်။ဂျွန်ယူရဲ့ဆရာဖြစ်သူကသူ့ကိုဖမ်းဖို့လာပေမဲ့တိတ်တဆိတ်လွှတ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာဂျွန်ယူဟာမင်းသားယူအီနဲ့တွားတွေ့ပြီးမြေပုံကိုပေးလိုက်ရပါတယ်။ဒါပေမဲ့မထင်မှတ်ပဲလှုပ်ဝက်လူသက်သမားတယောက်ရောက်လာပြီးမင်းသားယူအီနဲ့သူ့စစ်တပ်ကိုအကုန်တပ်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတောင်ပိုင်းစစ်တပ်ကြီးကမြို့ကိုဝိုင်းထားလိုက်တဲ့အတွက်ဂျွန်ယူဟာချင်းရှမ်းကိုကယ်ထုတ်ဖို့တကူတော်တိုက်ပွဲဝင်ရပါတော့တယ်။ဗိုလ်ချုပ်ကြီးရှောင်းချောင်းဟာသူ့ဇနီးစီကိုလှုပ်ဝက်စာတွေပို့ပြီး Acreage ချိုင်အန်စီတွားတွေ့ပါတယ်။ Acreage ဟာနန်းတော်အောက်ကလှုပ်ဝက်ခန်းထဲမှာမှုမှတ်တွေရဲ့တစ္ဆာဖောက်မှုမှတ်တမ်းအလုံးကိုစုဆောင်းထားတာပါ။ Acreage ဟာမင်းသားယူအီရဲ့တစ္ဆာဖောက်မှုကိုလည်းသိထားသလိုအခုရှောင်းချောင်းကိုလည်းမြေပုံကိုချက်ချင်းသွားယူဖို့ချင်းချောက်လိုက်ပါတော့တယ်။ကဲဂျွန်ယူတယောက်ချင်းရှမ်းကိုကယ်ထုတ်နိုင်ပါမလား။ကြေးနီမြေပုံနောက်ွယ်ကတကယ်အမှန်တရားကဘာဖြစ်မလဲဆိုတာကိုတော့နောက်ထပ်ပိုင်းမှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့အောင်တော့အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။